ဇလန်အစမှာတော့လန်ဒန်မြို့လေခေါင်ကစောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုစီခေါ်သွားပါတယ်။အဲ့ဒီမှာအလုပ်သမားတွေမြေတူးရင်းနဲ့ကြီးမားတဲ့ဘုံကြီးတစ်လုံးကိုမမျှော်လင့်ပဲရှာတွေ့သွားရကနေတလုပ်ငန်းခွင်လုံးပေါ်လောရိုက်သွားခဲ့တာပါ။သတင်းကတော်မီလိုပြန့်သွားပြီးရဲတွေကဘေးကင်းရေးအတွက်လုပ်ငန်းခွင်တစ်ခုလုံးကိုပိတ်ပစ်လိုက်တယ်လို့အနီးအနားကလူတွေကိုပါခိတ္တရွှေ့ပြောင်းခိုင်းလိုက်ပါတယ်။မကြခင်မှာပဲဘုံကိုဖြုတ်ဖို့စစ်တပ်ကအထူးအဖွဲ့ရောက်လာခဲ့ပြီးအဖွဲ့ကိုဥဆောင်လာတာကတော့ဗိုလ်မှူးဝီဝေါ်ဖြစ်ပါတယ်။ဝီကဘုံကိုမှန်ပြောင်းတဲ့တေချာကြည့်ပြီးဒါဟာဒုတိယကမ္ဘာစစ်တုန်းကမပေါက်ကွဲသေးပဲကြံရစ်ခဲ့တဲ့ဘုံဟောင်းကြီးဖြစ်တယ်လို့ကောက်ချက်ချလိုက်ပါတယ်။ပြဿနာကဘုံကအလုတ်လုံနေတုန်းဖြစ်ပြီးအချိန်မရွေးပေါက်ကွဲသွားနိုင်တာမို့အမြန်ဆုံးဖြုတ်ပစ်ဖို့လိုနေတာပါ။ဝီကဘုံဘေးကရေတွေကိုအမြန်ဆုတ်ထုတ်ဖို့အမိတ်ပေးလိုက်ပြီး6တွေ့အောင်စောင့်နေတော့သူ့လူတွေကိုရှင်းပြပါတယ်ဘုံအနီးကမြေအောက်လျက်စီကြောင်းကအရန်ပြင်းထန်နေတာကြောင့်ဘုံဖြုတ်ရတာစိတ်ချရအောင်လန်ဒန်တစ်မြို့လုံးရဲ့လျှက်စစ်မီးကိုဖျက်တောက်လိုက်ရပါတယ်လျှက်စစ်မီးပြတ်တောက်သွားတာနဲ့အတူအင်တာနက်ပါလိုင်းကျသွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲတိုက်ခန်းတစ်ခုထဲမှာရှိနေတဲ့လူတစုကိုပြသလာပါတယ်သူတို့ကတော့ဒီအခွင့်အရေးကိုစောင့်နေတဲ့တပြကိုင်းတစ်ခုဖြစ်ပြီးမိပြတ်သွားတာနဲ့ဘန်နာပြတိုက်ဖို့အောက်ထပ်ကိုဆင်းလာကြပါတယ်ဘန်ကတိုက်ခန်းနဲ့မလန်မကမ်းမှာမို့နောက်ဖေးပေါက်ကနေအလွယ်တကူပဲအတွင်းထဲကိုဝင်သွားနိုင်ခဲ့ပါတယ်အဲ့ဒီကမှတဆင့်ဘန်ရဲ့အဖိုးတန်ပစ္စည်းတွေထားတဲ့ဘန်နာတိုက်နေရန်ကိုစတင်ဖောက်ပါတော့တယ်ကိုရဲ Coral ဆိုတဲ့တယောက်ကတော့အမိုက်သိမ်းသမားအဖြစ်အယောင်ဆောင်ပြီးအပြင်ကနေလူစုခွဲဆောင်ကြည့်နေပါတယ်ခဏနေတော့ရဲကားတစ်စီးဖြတ်မောင်းသွားတာကြောင့်သူကအတွင်းကလူတွေကိုခိတ္တဆက်ရထားဖို့တတိပေးလိုက်ပါတယ်ဇလန်ကဘုံမူဝီစီပြန်ရောက်လာပြီးဘုံဘေးကရေတွေခြောက်သွားပြီဖြစ်လို့ဘုံနာကိုအနီးကပ်သွားရောက်စစ်ဆေးပါတယ်ဝီကတတိရှိရှိနဲ့ဘုံနာကပ်ပြီးဘုံကိုအလုံးမလုံးအောင်တားဆီးမဲ့စက်ပစ္စည်းတစ်ခုကိုတက်ဆင်လိုက်ပါတယ်သူကဌာနချုပ်နဲ့အဆက်အသွယ်မပြတ်ရှိနေပြီးဌာနချုပ်ကလည်းကွန်ပျူတာကနေအဝေးကစောင့်ကြည့်နေတာပါဒါပေမဲ့စက်ကိုတက်ဆင်လိုက်တာနဲ့ကွန်ပျူတာထဲမှာဘုံရဲ့လှုပ်ရှားမှုကပိုပြီးမြန်ဆန်လာတာကိုတွေ့လိုက်ရပါတယ်ဝီလည်းလန့်သွားပြီးသူ့အဖွဲ့သားအားလုံးကိုအမြန်ဆုံးပေးကင်းတဲ့နေရာကိုပြေးပုံဖို့အော်ဟစ်အမိတ်ပေးလိုက်ပါတော့တယ်နောက်48နာရီအတွင်းအချိန်မရွေးပောက်ကွဲနိုင်တယ်အားလုံးအကာအကွယ်ယူကြကံကောင်းထောက်မစွာပဲဘုံရဲ့လှုပ်ရှားမှုကပြန်ကျသွားပြီးစက်ကအလုတ်လုတ်သွားပါတယ်ဝီကသူ့အဖွဲ့ကိုပြန်ခေါ်ပြီးဘုံကတည်ငြိမ်သွားပြီလို့ပြောပါတယ်နောက်တစ်ဆင့်အနေနဲ့ဒီဘုံကိုလူတွေနဲ့ဝေးရပင်လယ်ထဲကိုတည်ထုတ်ဖို့ပြင်ဆင်ကြပါတယ်ဒါပေမဲ့အခြေအနေတွေကထင်သလိုဖြစ်မလာခဲ့ပါဘူးတစ်ဖက်မှာလည်းဓာပြတွေကဘန်နာတိုက်ရဲ့ကွန်ကရစ်နေရန်ကထင်ထားတာထက်ပိုမာနေတာကြောင့်တော်တော်လေးရုန်းကန်နေရပါတယ်အပြင်ကကိုရဲကတော့ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေတော့နေရန်ပွင့်သွားပြီးအတွင်းထဲဝင်နိုင်ပြီဆိုတဲ့သတင်းကိုရလိုက်ပါတယ်သူတို့လည်းအထက်ရောက်တာနဲ့ငွေသားတွေရွှေတွေနဲ့စိန်တွေကိုအလူရက်သိမ်းကျုံယူကြပါတော့တယ်အဲ့ဒီချိန်မှာပဲဝီရဲ့အဖွဲ့သားတယောက်ကဘုံကိုစိတ်ဝင်စားလို့အနီးကပ်သွားကြည့်ရကနေဘုံရဲ့တစိမ့်တစ်ပိုင်းကပြောင်းလဲနေတာကိုသတိထားမိသွားပါတယ်။ဒါကဒုတိယကမ္ဘာစစ်တုန်းကဘုံဆိုရင်ဒီလောက်နှစ်တွေကြာတာတန်ချေးတက်နေရမှာဖြစ်လို့သူချက်ချင်းပဲဝီကိုသတင်းပို့လိုက်ပါတယ်။ဒါဟာသူတို့ထင်တယ်လို့ဘုံအဟောင်းမဟုတ်နိုင်ဘူးဆိုတာသိလိုက်ရတဲ့ဝီကဌာနချုပ်ကိုသတင်းလမ်းပို့ပါတယ်။အဲ့ဒီနောက်ဘုံကရုတ်တရက်ပြန်ပြီးအတန်မီလာပြန်တာကြောင့်ဝီကသူ့အဖွဲ့ကိုအကာအကွယ်ယူခိုင်းပြီးဘုံဖြုတ်ဆက်အစ်တစ်ခုနဲ့ထပ်မန်ကြိုးစားပါတယ်ဒါပေမဲ့အချိန်ကမမီတော့တာကြောင့်ဝီလဲအဖွဲ့သားတွေရှိရာကိုပြန်ပြေးလာရပါတယ်အဖွဲ့သားတယောက်ကဝင်ဖြုတ်ဖို့လုပ်ပေမဲ့ဝီကအနေအများလုံးလို့တားဆီးလိုက်ပါတယ်အပြင်မှာစောင့်နေတဲ့ကိုရဲကရဲကားတစ်စီးဗန်ရှိမှရက်လိုက်တာကိုမြင်ပြီးသူ့အဖွဲ့ကိုတတိပေးပါတယ်သူ့အထဲကိုပြန်ဝင်ဖို့လုပ်တော့မှပဲရဲတွေကမြင်သွားပြီးအတင်းဝင်ဖမ်းဖို့လုပ်တာကြောင့်ကိုရဲလည်းအထဲကိုပြေးဝင်ပြီးသူ့လူတွေကိုပစ္စည်းတွေယူပြီးအမြန်ပြေးဖို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲဝီတို့ကွန်ပျူတာကနေဘုံရဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကိုမြင်လိုက်ရပြီးဒိုင်းဆိုပြီးဘုံကြီးပြင်းပြင်းထန်ထန်ပောက်ကွဲသွားပါတော့တယ်။ဝီနဲ့သူ့အဖွဲ့ကတော့အကာအကွယ်ယူထားလို့ဒဏ်ရာနှဲငယ်ပဲရလိုက်ပေမဲ့ကိုရဲနောက်ကိုလိုက်လာတဲ့ရဲတွေကတော့ဘုံပောက်ကွဲမှုကြောင့်အယိုးကျိုးတဲ့အထိဒဏ်ရာရသွားပါတယ်။ဗန်ထဲကကိုရဲတို့အဖွဲ့ကတော့ဘာမှမဖြစ်ပဲလွတ်မြောက်သွားပြီးပစ္စည်းတွေကိုတက်တာတဲ့ထက်ကအဖွဲ့နှစ်ဖွဲ့ခွဲလိုက်ပါတယ်။နှစ်ယောက်ကအရှိပေါက်ကနေထွက်ပြေးပြီးကိုရဲနဲ့နောက်တစ်ယောက်ကတော့တိုက်ခန်းခေါင်မိုးပေါ်ကနေ drone တုံပြီးလူရက်လာတဲ့ပစ္စည်းတွေကိုတခြားတနေရာကအမျိုးသမီးစီပြန်တန်းပို့ဆောင်လိုက်ပါတယ်အရှိပေါက်ကပြေးတဲ့နှစ်ယောက်ကိုရဲဌာနချုပ်ကရိပ်မိပြီးလိုက်လံဖမ်းဆီးရာကနေကားမောင်းပြန်ခွဲလို့အသေးရစရာလိုက်လံဖမ်းဆီးမှုတွေဖြစ်ပွားခဲ့ပြီးနောက်ဆုံးမှာတော့အဲ့ဒီနှစ်ယောက်ကရေမြောင်းနဲ့ပုံပြီးလွတ်မြောက်သွားပါတယ်ရဲတယောက်ကဗန်ထဲဝင်စစ်ဆေးရာကနေဗန်နာတိုက်ဖောက်ထွင်းခံလိုက်ရတာကိုသိပြီးဌာနချုပ်ကိုသတင်းပို့လိုက်ပါတယ်ဓာပြအဖွဲ့သားတွေကရေတန့်တစိမ့်ပါတဲ့ဘန်ကားအဖြူလေးနဲ့ပစ္စည်းတွေကိုပြန်တင်ပြီးကိုရဲကိုပါတွားကြူကသူတို့ရဲ့စခန်းစစ်စီကိုမောင်းထွက်ခဲ့ကြပါတယ်ဗိုလ်မှူးဝီကတော့ရဲဌာနချုပ်ကနေဘုံ evacuation လုပ်နေတော့ဘန်ဒါပြတိုက်ခံရတဲ့အကြောင်းဖုံးဆက်ပြောတာကိုကြားပေမဲ့ဒါဟာသူ့တာဝန်မဟုတ်ဘူးဆိုပြီးသူ့အဖွဲ့ကိုလူစုခွဲကတာဝန်ပြီးဆုံးကြောင်းကြေညာလိုက်ပါတယ်မြို့ကြီးကတော့ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီးရဲတွေကလမ်းပိတ်ဆို့ရှာဖွေမှုတွေလုပ်ပါတယ်ကိုရဲတို့ကားကိုလည်းစစ်ဆေးပေမဲ့ကြိုတင်ပြင်ဆင်မှုကောင်းတာကြောင့်လွတ်သွားပါတယ်ရဲအရာရှိချုပ်ဆူဆန်ကတပြတွေတုံးသွားတဲ့ကားကရေတန့်တစိမ့်ပါတဲ့ဘန်ကားအဖြူဖြစ်ကြောင်းသတင်းရလို့လိုက်လံရှာဖွေခိုင်းပါတယ်ဒါပေမဲ့ကိုရဲတို့ကလမ်းဘေးတနေရာမှာကားနံပါတ်ပြားနဲ့တစိမ့်တွေကိုအမြန်ခွာပစ်လိုက်ပြီးမှရဲတွေရှာမတွေ့တော့ပါဘူး
ဆူဇန်ကဘန်ကခက်ထရီတွေကိုစစ်ဆေးရင်းနဲ့တပြတွေတဲခုခဲ့တဲ့တိုက်ခန်းပိုင်ရှင်ဟာရာဟင်ဆိုတဲ့အရှိအလဲပိုင်းသားတယောက်ဖြစ်မှန်းသိသွားလို့သူ့ကိုခေါ်ယူစစ်ဆေးပါတယ်။ရာဟင်ကတော့ရေပိုက်ပြင်းတဲ့သူတွေဆိုပြီးလူတစုရောက်လာကြောင်းအဲ့ဒီနောက်ဘုံသတင်းကြောင့်သူနဲ့သူ့မိဘတွေပါချက်ချင်းအိမ်ပြင်ထွက်ပြေးခဲ့ရလို့အထက်မှာအဲ့ဒီလူတွေကြံခဲ့တာကိုမသိပါဘူးလို့ထွက်ဆိုပါတယ်။ဆူဇန်ကလည်းရာဟင်ရဲ့စကားကိုယုံကြည်ပြီးပြန်လွတ်ပေးလိုက်ပါတယ်။ကိုရဲတို့အဖွဲ့ကစခန်းကိုရောက်တာနဲ့ပစ္စည်းတွေကိုရေတွက်ရမှာစုစုပေါင်း$30တန်ဖိုးခန့်ရှိတဲ့စိန်တွေပါဝင်နေပါတယ်။အားလုံးကချမ်းသာပြီဆိုပြီးပျော်နေတော့ကိုရဲကမိဘတွေစီဖုန်းဆက်မလို့ဆိုပြီးအပြင်ထွက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲလူသက်သမား3ယောက်ရောက်လာပြီးဓာပြအဖွဲ့သားတွေကိုတိုက်ခိုက်ပြီးကျိုးတုပ်ပစ်လိုက်ပါတယ်။ဒါကတော့ကိုရဲကိုယ်တိုင်ပစ္စည်းတွေကိုတယောက်တည်းဝါချင်လို့ငှားထားတဲ့လူသက်သမားတွေဖြစ်နေတာပါ။ဒါပေမဲ့လူသက်သမားကောင်းဆောင်ကစိန်တွေကိုမြင်တော့တဝက်ခွဲပေးဖို့ကိုရဲကိုပြန်လဲချင်းချောက်ပါတယ်ကိုရဲကညှင်းဆန်တဲ့အခါလူသက်သမားကစိန်တလုံးကိုတူနဲ့ထုလိုက်ရမှာစိန်ကကွဲကြေသွားပါတယ်အဲ့ဒီတော့မှစိန်တွေကအတုတွေဖြစ်မှန်းသိသွားပြီးအစ်စ်တွေဘယ်မှလဲဆိုပြီးကိုရဲကိုနှိပ်စက်ဖို့ခေါ်ဆောင်သွားပါတော့တယ်ကိုရဲတို့ထွက်သွားပြီးနောက်ကျိုးတုတ်ခံထားရတဲ့အဖွဲ့သားတွေကကျိုးဖြစ်ပြီးကိုရဲနောက်ကိုကားနဲ့လိုက်လံကလဲစားချီဖို့လုပ်ပါတယ်တစ်ဖက်မှာလည်းရာဟင်ကတိုက်ခန်းခေါင်မိုးပေါ်ကပန်းအိုးထဲမှာဝတ်ထားတဲ့ပစ္စည်းတစ်ခုကိုတွားထုတ်ပါတယ်ဘုံမှုဦးကတော့အထက်လူကြီးစီကနေဖုံးရရှိပြီးအဲ့ဒီဘုံဟာဒုတိယကမ္ဘာစစ်ကဘုံမဟုတ်ပဲစစ်တပ်ကတုံးတဲ့ဓာတုပစ္စည်းတွေပါဝင်နေတာမို့တရားခံကိုလိုက်ရှာဖို့တာဝန်ပေးအပ်ခြင်းခံရပါတယ်ကိုရဲကိုလူသက်သမားတွေကကားနောက်ဖုံးနဲ့ထည့်ပြီးခေါ်သွားတော့သူ့အဖွဲ့သားဟောင်းတွေကကားကိုကြားဖြတ်တိုက်ခိုက်ပြီးလူသက်သမားတွေကိုတပ်ပစ်လိုက်ပါတယ်ကိုရဲကိုကဲထုတ်ပြီးနောက်သူတို့ကအခွင့်မလွတ်နိုင်တာကြောင့်ကိုရဲကိုအသက်ရှူချက်အောင်လုပ်ပြီးတပ်ဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်မှာပဲတနက်တန်တွေထွက်ပေါ်လာပြီးအဖွဲ့သားတွေအားလုံးအသက်ခံလိုက်ရပါတယ်တနက်သမားကတော့ဘယ်သူမှမဟုတ်ပဲပုံမှုဝီဖြစ်နေတာပါဝီကဘာမှမပြောဘဲထွက်သွားပြီးကိုရဲလည်းတခြားတစ်ဖက်ကိုထွက်ပြေးသွားပါတယ်ရဲရရှိဆူဇန်ကကိုရဲရဲ့မျက်နှာကိုခတီကနေအတီးပြုတ်နိုင်ခဲ့ပြီးလေစိတ်တွေမှာပိတ်ဆို့ရှာဖွေခိုင်းပါတယ်ဆူဇန်ကဝီရဲ့အဖွဲ့သားတယောက်ကိုကိုရဲရဲ့ပုံပြပြီးတိလားလို့မေးရမှာကိုရဲကိုမသိပေမဲ့ဓာတ်ပုံတွေကရာဟင်ကိုတော့သိတယ်လို့ဖြစ်ပါတယ်ရာဟင်ဟာအာဖဂန်နစ္စတန်မစ်ရှင်တုန်းကဝီရဲ့စကားပြန်ဖြစ်လုပ်ခဲ့မှုတာပါဒါကိုသိသွားတဲ့ဆူဇန်ကအားလုံးရဲ့နောက်ွယ်မှာဘုံမှုဝီရှိနေမှန်းရိပ်မိပြီးသူ့အိမ်ကိုတွားရှာပေမဲ့ဝီကမရှိတော့ပါဘူးအိမ်ထဲမှာတော့ဘုံလုံးကြီးလက်ဆွဲစာအုပ်ကိုပဲရှာတွေ့ခဲ့ပါတယ်နောက်တစ်နေ့တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာတော့ဝီနဲ့ကိုရဲတို့ပြန်လဲဆုံတွေ့ကြပါတယ်တကယ်တော့သူတို့အားလုံးဟာအစကတည်းကပူးပေါင်းကြံစည်ခဲ့ကြတာပါဘုံဖောက်ခွဲမှုကဗန္ဒာပြတိုက်ဖို့လမ်းကြောင်းလွှဲတဲ့ပြဆက်တစ်ခုသာဖြစ်ပါတယ်မကြခင်မှာရာဟင်လဲရောက်လာပြီးခေါင်းမိုးပေါ်ကပန်းအိုးထဲမှာဝတ်ထားခဲ့တဲ့စိန်စစ်တွေကိုထုတ်ပေးပါတယ်ကိုရဲကဒရုန်းနဲ့ပို့လုံးကစိန်တူတွေနဲ့ခိုးလဲခဲ့တာပါသူတို့စိန်တွေကိုရောင်းချပြီးပတ်စံတွေကို၃ယောက်သားမျက်တခွဲဝေယူလိုက်ကြပါတယ်ဇလန်ကလွန်ခဲ့တဲ့တစ်နှစ်အာဖဂန်နစ္စတန်နိုင်ငံစီပြန်ခေါ်သွားပါတယ်။အဲ့ဒီတုန်းကကိုရဲကိုအကြမ်းဖက်သမားတွေဖမ်းဆီးထားပြီးတပ်ဖို့လုပ်နေချိန်မှာဝီနဲ့စကပြန်ရာဟင်တို့ရောက်လာပါတယ်။ဝီကမတော်တဆမြေမြုပ်မိုင်းနင်းမိသွားပြီးမလုံနိုင်ဖြစ်နေတော့အကြမ်းဖက်သမားတွေနဲ့ပြစ်ခတ်မှုဖြစ်ပွားပါတယ်။အဲ့ဒီကြားထဲကကိုရဲကလွတ်မြောက်လာပြီးဝီကိုမိုင်းထုတ်ပေးဖို့ကူညီပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာကိုရဲကလန်ဒန်ဘဏ်တစ်ခုထဲမှာအကြမ်းဖက်သမားတွေဝတ်ထားတဲ့$30တန်ဖိုးစိန်တွေအကြောင်းပြောပြပြီးပူပေါင်းဖို့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်စစ်တပ်ဘဝကိုစိတ်ကုန်နေတဲ့ဝီကသဘောတူခဲ့ပြီးဒုတိယကမ္ဘာစစ်ဘုံပုံမြင်ကိုဖန်တီးကအခုလိုအစီအစဉ်ဆွဲခဲ့ကြတာပါဆက်ရှိန်ဆုံးမှာတော့ကိုရဲကအာဖရိကအလဲပိုင်းမှာတဘာဝဘေးမဲ့တော်တစ်ခုဝယ်ယူပြီးသူ့အိမ်မက်ကိုအကောင့်ထဲပို့ခဲ့ပါတယ်ရာဟင်ကတော့သူ့မိသားစုအတွက်ဘဝတစ်တစ်ခုတည်ဆောက်ပြီးစီးပွားရေးလုပ်ငန်းထူထောင်ခဲ့ပါတယ်ဘိုမှုဝီကတော့တူရကီမှာပဲအခြေချပြီးစီးပွားရေးလုပ်ငန်းတစ်ခုနဲ့ဘဝစာမျက်နှာတစ်ကိုဖွင့်လှစ်လိုက်ပါတော့တယ်